တာယာလှပတဲ့တောင်ပေါ်ဒေသလေးတစ်ခုမှာတော့လေပိုင်ရှင်တော်တော်များများကကော်ဖီနဲ့ငရုတ်ကောင်းတွေကိုအဓိကထားပြီးတော့စိုက်ပျိုးကြပါရီဒီရဲ့လုပ်ငန်းတစ်ခုလုံးဦးစီးနေတဲ့လူကိုတော့လုပ်ငန်းခွင်တွေကိုရောက်ရှင်ရေမှုတစ်ယောက်ကလာပြီးတော့တွေ့ခဲ့ပါရီတွေ့ရတဲ့မဲကအာလီဖြစ်ပြီး inspector ရဲ့ခိုင်းစေမှုကြောင့်ဒီရဲ့လက်ကွက်ထဲမှာရှိတဲ့ရှီဗာဆိုတဲ့လူတစ်ယောက်ကိုလာပြီးတော့ရှာတာဖြစ်ပါရီ fashion အနေထားကရေမှုပုံစံမပေါက်ပဲလုံခြုံရေး style ဖြစ်နေရတဲ့အကြောင်းကတော့ရှီဗာကိုမချခင်လမ်းတစ်ခုမှာ shorty လေးတစ်ပွေနဲ့ရှစ်ကြည်နူပြီးရဲ့နောက်သူ့ရဲ့ပစ္စည်းတွေအကုန်လုံးအခုခံလာရလို့ဖြစ်ပါရီအမှန်တော့ရှီဗာတယောက်ပြောင်းနေကြတာတပတ်လောက်တောင်ကြာနေပြီဖြစ်ပါရီအာလီတယောက်အလုံးဆိုင်မှာဝါတီဆွဲနေရော inspector ပါတီနဲ့အတူရဲမှုဗန်ကတ်တို့ပါရောက်ရှိလာပြီးရှီဗာရဲ့အကြောင်းကိုလာရောက်ပြီးတော့မြင်မြန်နေခဲ့ပါရီရှီဗာကိုနောက်ဆုံးတွေ့ခဲ့တဲ့နေ့ကကီရီလာကိုပစ္စည်းတွေပို့တဲ့ဗုဒ္ဓဟူးနေ့ရောက်ဖြစ်ပြီးအဲ့ဒီရဲ့နောက်ပိုင်းမှာမိုးရီယာတဲထန့်စွာရွာသွန်းနေလို့အလုံသမားခေါင်းဆောင်ကတနင်္လာနေ့မှာအလက်ခွင့်ပြန်စားမှာဖြစ်ကြောင်းအမိန့်တစ်ခုထုတ်ပြန်လိုက်ပါရီအဲ့ဒီရဲ့နေ့ကစလို့အလုံးဖွင့်ရအထိရှီဗာကိုမတွေ့ရတေးကြောင်းပါတီကိုခေါင်းဆောင်ကရှင်းပြခဲ့ပါရီဒီရဲ့အလုံးဆိုင်ကလူတွေကိုနေတိုင်းလိုအားကားတွေရှင်းပေးနေတဲ့အမျိုးသမီးကတော့မဒမ်မီနာရှိပဲဖြစ်ပါရီသူမရဲ့ချက်တည်းရှိလာတဲ့နေထိုင်မှုနဲ့အတူလှပတဲ့အတွေ့အကြုံတွေကြောင့်အလုံးဆိုင်တို့ခင်ကအမျိုးသားတူကြီးအဖြစ်အလုပ်ခေါင်းဆောင်ကပါသူမနဲ့လက်ထက်ရှင်တဲ့စစ်ကူအိမ်မက်တွေကိုစီရှိကြပါတယ်။မနက်6နာရီထိုးရနဲ့လောကရှင်းပေးဖို့ရောက်လာတတ်တဲ့အဖြစ်ဒီကအလုပ်သမားတွေအတွက်တော့သူမဟာမေရော်လက်ရှမီတယောက်လိုတက်မှတ်ခံထားရပါတယ်။ Inspector ပါတီကတော့နောက်တရက်နေလို့မှရှီဗာတယောက်စကန်ကိုရောက်မလာရင်အားလုံးကိုအရှုပ်ရှပြစ်မယ်လို့ရှေ့လျှောက်ပြီးတော့ထွက်သွားခဲ့ပါတယ်။ငရုတ်ကောင်ကုံသွဲရေးမှာလေရှီဗာရဲ့အမိန့်မပါပဲကုန်ပစ္စည်းတည်ယူခွင့်နေမရှိရကြောင်းတစ်ဖက်ကဂိမ်းဆောင်တွေနဲ့အတူလူတချို့ကစကားများနေခဲ့ကြပါတယ်လွတ်တော်အမတ်နာဂါမာကတော့ပစ္စည်းလာပို့တဲ့သူတွေဟာပါတီရဲ့ပြိုင်ဘက်မာလာယာရဲ့သားတွေဖြစ်တဲ့အကြောင်းဂိမ်းဆောင်တွေကိုရှင်းပြခဲ့ပြီးဘာပြဿနာမှဆက်ပြီးမတက်ဖို့အတွက်လာရောက်ပြီးတော့တားမြစ်နေခဲ့ပါတယ်အမှန်တော့ဒီရဲ့ကားတွေကိုရှီဗာရဲ့အမိန့်မပါပဲလွတ်လိုက်တဲ့သူတွေဟာနာဂါမာရဲ့သားအာဒီပဲဖြစ်ပါတယ်နာဂါမာကတော့တားဖြစ်သူကိုဒီလိုကိစ္စတွေမှာဝင်ပြီးတော့မပါဖို့အတွက်စုံမနေခဲ့ရပါတယ်ပါတီရဲ့ပြိုင်ဘက်သားနှစ်ယောက်ကရွေးကောက်ပွဲပြီးရဲ့နောက်ဖခင်ဖြစ်သူမာလာယာတယောက်ပျောက်ဆုံးသွားတဲ့အကြောင်းဟာနာဂါမာနဲ့တနည်းမဟုတ်တနည်းပတ်သက်နေရမယ်လို့ယုံကြည်ထားကြပါတယ်အာလီနဲ့အတူကားပေါ်မှာပါလာတဲ့အလုပ်သမားခေါင်းဆောင်ကသူနဲ့ရှီပါစတင်ပြီးတော့တွေးဆုံတဲ့အချိန်ကိုပြန်ပြီးတော့ပြနေခဲ့ပါတယ်အဲ့ဒီနေ့ကမုံတိုင်းအသေးစားကြောင့်မိုးတွေတဲထွက်စွာရွာသွန်းနေခဲ့ပြီးငရုတ်ကောင်းပြပေါ်တက်ရတဲ့အလုပ်သမားအားလုံးကလည်းအပင်မောကနေပြုတ်ကျခဲ့ရပြီးလက်ကျိုးတဲ့သူဟာကျိုးရှီကျိုးတဲ့သူဟာကျိုးနဲ့ဒီရဲ့ဖြစ်ရမှာလူလေးယောက်လောက်သေဆုံးသွားခဲ့ပါတယ်ဒီရဲ့ကိစ္စတွေဖြစ်ပြီးရဲ့နောက်ငရုတ်ကောင်းပြပေါ်ဘယ်သူမှမတည့်ရဖြစ်နေခဲ့ကြပြီးငရုတ်ကောင်းလုပ်ငန်းတစ်ခုလုံးနဲ့ရတဲ့ရမယ့်အခြေအနေကိုခေါင်းဆောင်ကမြင်အောင်လာခဲ့ပါတယ်ဒီလိုအခြေအနေကနေကဲတင်ပေးတဲ့သူကတော့ရှီပါပဲဖြစ်ပါတယ်ရဲရဲနဲ့ရှီပါကအကောင်ဆုံးစူးစမ်းပြီးငရုတ်ကောင်းပြပေါ်ကိုတက်နိုင်ခဲ့တာကြောင့်လုပ်ငန်းတစ်ခုလုံးကလည်းပြန်လည်ပြီးတော့လေပန်းလာနိုင်ခဲ့ပါတယ်တစ်ဖက်ကရဲမှုဗန်ကကလည်းရှီပါပျောက်ဆုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီးမာနီနဲ့သူမရဲ့ခေအိုတို့ကိုစစ်ဆေးမေးမြန်းနေပြီးမာနီရဲ့အပြူပေါ်ဝင်တဲ့ကိစ္စကိုပဲနားထောင်နေရပါတယ်မာနီယာရှီဗာနဲ့ငယ်တငယ်ချင်းတွေဖြစ်ကြတဲ့အပြင်ရှီဗာကိုတစ်ဖက်သက်ရှင်းနေတဲ့သူတယောက်လေးဖြစ်ပါတယ်။မိဘဆွေမျိုးသားချင်းတွေကရှီဗာနဲ့မပတ်သက်ဖို့ပြောနေကြပေမယ့်မာနီယာတော့သူမအနေနဲ့အပြိုတယောက်ဖြစ်ပြီးဆိုတာနဲ့ရှီဗာကိုလက်ထပ်ယူမှဖြစ်တဲ့အကြောင်းမိဘရဲ့အရှိမပဲကြုံမှထားခဲ့ပါတယ်။တကယ်လည်းအပြိုဖို့ဝင်တဲ့အရှိမရှီဗာရဲ့အိမ်ကိုတွားရောက်ခဲ့တာကြောင့်သူမရဲ့ဖခင်နဲ့ရှီဗာရဲ့မိသားစုပြဿနာအကြီးအကျယ်တက်နေခဲ့ရပါတယ်။အဲ့ဒီနောက်မာနီယာပြဿနာကြားတွေကိုဝင်ရောက်လာပြီးသူမကအရွယ်ရောက်ပြီမလို့ယောက်ျားယူမဲ့ကိစ္စကိုဝင်ပြီးတော့ဖနှောက်ရှက်ဖို့အတွက်ဖခင်ဖြစ်သူကိုအော်ငေါ့ပြီးတော့လွတ်လိုက်ပါတယ်။အဲ့ဒီနောက်ရှီဗာကိုလည်းအတေရရအချင်းရရကြားအောင်ယူမယ်လို့ပြောခဲ့ပြီးရဲ့နေရာစားလို့မာနီတယောက်ရှီဗာကိုမတွေ့ရတော့တာပဲဖြစ်ပါတယ်။တနေ့ချက်တနေ့ရှီဗာကိုမေးပြနိုင်ဖို့အတွက်သူမအနေနဲ့အတော်လေးကိုစူးစမ်းနေခဲ့ရပြီးတနေ့မှာတော့ငရုတ်ကောင်းပင်ပေါ်တက်နေတဲ့ရှီဗာနဲ့ပြန်လည်ပြီးတော့တွေ့ဆုံခဲ့ပါတယ်။ရှီဗာငယ်တငယ်ချင်းနဲ့ပြန်လည်တွေ့ဆုံရလို့ဝမ်းသာအားရဖတ်လိုက်ပြီးမာနီရဲ့စစ်ကူထဲမှာတော့လက်ထပ်ပြီးပျော်ရွှင်နေတဲ့သူတို့ဘဝလေးအထိပါစစ်ကူတွေရင်ပြနေပါတယ်။ရှီဗာလုပ်ငန်းခွင်မှာအတော်ဆုံးလူတစ်ယောက်ဖြစ်တယ်လို့လုံသမားအားလုံးကလည်းသူ့ကိုရှစ်ခင်လေးစားကြပါတယ်။ရှီဗာကျွမ်းကျင်တဲ့အစီအမံခန့်ခွဲရေးနဲ့အတူတိုးတက်လာတဲ့လုပ်ငန်းခွင်ကြီးကြောင့်လွတ်တော်အမတ်နာဂါယာကိုရိုင်ကရှီဗာကိုအလုပ်ကောင်းဆောင်တယောက်လိုယုံကြည်အားထားနေရတာလေးဖြစ်ပါတယ်။မာနီယာတော့ရှီဗာရဲ့ခင်မင်မှုကိုသူမအပေါ်စိတ်ဝင်စားနေရလို့တလွဲထင်နေခဲ့ပြီးမကြခင်မှာလေသူမကိုလက်ထပ်ခွင့်တောင်းတော့မယ်လို့မျှော်လင့်ထားခဲ့ပါတယ်။ဒါပေမဲ့လေရှီဗာက IMG ဆိုပြီးတော့ညှင်းလွန်လိုက်တာကြောင့်25နှစ်သာတစ်ဖက်တည်းရှင်းနေရတဲ့မာနီလေးအပေါင်းအတင်းတွေရဲ့ကြားမှာအဆက်ကွဲသွားခဲ့ပါတယ်။မာနီပြောသမျှကိုနားထောင်ပြီးရဲ့နောက် Inspector ပါတီတို့ကလေသူမစီကနေရှီဗာပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးဘာမှမရနိုင်ပဲတည်သွားတာကြောင့်ရှီဗာရဲ့ဖုန်းတီနီယာကိုရှာဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ဖုန်းရဲ့တီနီယာတွေအရရှီဗာဟာဒီရက်နဲ့အတွင်းမှာရှိနေခဲ့တဲ့အပြင်မဒမ်မီနာရှိနဲ့အတူခီးထွက်ထားတဲ့ဓာတ်ပုံကိုပါတွေ့လိုက်ရတာကြောင့်သူမကိုမေးမြန်းမှုအတွက်ထွက်လာခဲ့ကြပါတယ်။မီနာရှိကတော့အိမ်ရဲ့ဘောင်းမိတုံနဲ့ရုတ်တရက်ထွက်လာလို့သူတို့ရဲ့ပြိုကညာလေးကဒီလိုလဲနေတာပါလားဆိုတဲ့စိတ်နဲ့အလောက်ခေါင်းဆောင်တယောက်မေးလဲသွားခဲ့ပါတယ်။ရှီဗာကအလောက်ကြိုးစားတဲ့အပြင်သူ့ရဲ့ထုတ်ကုန်တွေကြောင့်ဒီရဲ့လုပ်ငန်းကအတော်လေးကိုတိုးတက်လာခဲ့ရပါတယ်။အဲဒါကြောင့်လဲရှီဗာဟာလူအများရှစ်ခင်လေးစားရတဲ့လူတစ်ယောက်လေးဖြစ်တယ်လို့မီနာကပြောပြနေခဲ့ပါတယ်
ဒါပေမဲ့လေရှီဗာနဲ့သူမဘလို့ပတ်သက်နေလဲဆိုတာသိထားတဲ့ပါလီကအကြောင်းဆုံးကိုပြောပြခိုင်းတာမလို့မီနာကဆက်ပြီးတော့မငင်းတော့ပဲအားလုံးရဲ့အရှိမအကုန်လုံးကိုဖွင့်ပြောပြလိုက်ပါရီလူရင်းကမီနာကိုမေတော်လက်ရှမီတစ်ဖွဲ့ကိုးကွယ်နေကြပေမယ့်သူမရဲ့တာမန်ဘွားကိုတော့ရှီဗာတယောက်ပဲသိထားတာဖြစ်ပါရီအခုလိုလောအခါရီအပေါ်ထက်ဆောင်ပေးနိုင်တာကလေရှီဗာရဲ့လောအခါနဲ့အတူအလောသမားရဲ့လာစာအနေငယ်ကိုအကျိုးအမြတ်နှဆဖြစ်အောင်လို့ရှီဗာကိုယ်တိုင်ရင်းနှီးမြှုပ်နှံပေးထားတာကြောင့်ဖြစ်ပါရီဒီလိုမျိုးအဖက်ဖက်ကနေပြီးဆုံးနေတဲ့ရှီဗာကိုမီနာတယောက်တိတ်တခိုးလေးသဘောကျလာခဲ့ပါရီတိတ်မကြခင်မှာရှီဗာကိုယ်တိုင်ကသူမနဲ့တခါတရံစကားလာပြောတာကနေအမြဲလို့စကားပြောရှင်တဲ့အကြောင်းတခါတရံအပြင်သွားတာကနေအမြဲလို့အပြင်သွားရှင်တဲ့အကြောင်းတွေနဲ့အတူချစ်ခွင့်ပန်လာခဲ့ပါရီငိုကလေးကကြိတ်ပြီးတော့သဘောကျနေတဲ့မီနာအဖိုးကတော့အချိန်မဆိုင်ပဲရှီဗာကိုရှက်ရှင်းပဲလက်ခံခဲ့ပါရီဒါအပြင်ရှီဗာနဲ့အတူနှစ်ကိုယ်ရဲညားရီမှာအရှင်းနဲ့ကြုံမိရဲ့အကြောင်းလေးပါတိတိကျကျပြောပြနေရကြောင်းမီနာကိုလက်ထက်ရှင်နေရဲ့အမျိုးသားတို့တစ်ခုလုံးအပြင်ရှီဗာကိုမာနီတို့တပွားလုံးမျှော်လင့်ခဲ့သမျှအကုန်လုံးရိုက်ရှိုးခံလိုက်ရပါရီအုံးမီကိုကောင်းတဲ့တိုက်သူဟာတိုင်းမီလဲသူကမီလဲတဲ့အဖြစ်ပါလီယာပါအပင်ကြားတဲ့ခေါင်းညက်သွားရတဲ့အထိမီနာရဲ့စကားတွေဟာသူတို့အတွက်တော့ရက်ဆက်လွန်နေပါရီမှိုင်ကျသွားတဲ့ရဲမှုဗန်ကတ်ကိုလေအာလီယာဒီရဲ့စုံစမ်းစစ်ဆေးရေးကိုဆက်ပြီးတော့မလုပ်ဖို့အတွက်အကြံပေးနေပေမယ့်မီနာကဆက်ပြီးတော့ပြောပြရှင်းနေရကြောင်းရင်နာနာနဲ့ဆက်ပြီးတော့နားထောင်ပေးနေခဲ့ပါရီအလောက်ကောင်ဆောင်တယောက်မိုးရီတဲထန်းစွာရွာလို့အလောက်ကိုပိတ်လိုက်ရတဲ့နေ့ကသူမနဲ့ရှီဗာဟာခီးသူထွက်ဖို့အတွက်စီစဉ်နေခဲ့ကြပါရီအဲ့ဒီရဲ့နေ့ရက်တွေကရှီဗာနဲ့သူမအတွက်ပျော်စရာကောင်းတဲ့နေ့ရက်လေးတွေဖြစ်ပါရီဒါအပြင်လေခီးမထွက်ခင်တခါခီးထွက်ပြီးတခါနဲ့အရှင်းနဲ့ကျွန်းနာတွေဆက်ပြီးတော့ပြောပြနေရကြစိတ်မထိန်နိုင်တဲ့အာလီတွေနိုင်ဝက်လောက်အိမ်ကိုပြန်ဖို့အတွက်ထားပြီးတော့ပြောပါရီမီနာရဲ့အရှင်းနဲ့ကျွန်းတဲ့ကိစ္စကိုနားထောင်မိရဲ့အတွဲတိုင်းကရှုံတိုးတဲ့သူကတုံးနေနောက်ဆုံးပါလီရဲ့ကားပေါ်မှာအရှင်းဆက်လန်တွေထားပြီးတော့ဖန်တီးကြပါရီမီနာနဲ့ရှီဗာတို့ခီးထွက်တဲ့လမ်းပေါ်မှာအရှင်အာဓက်ကိုကိုးကွယ်တဲ့မင်းမရှာတတိုက်ကိုလေရှီဗာကအလူအတန်းငွေတချို့ကိုရရရောလူရန်ခဲ့ပါရီခရီးအပြန်မှာလေတရက်အလူခံအဖွဲနဲ့ထပ်ပြီးတော့တိုးရမလို့မီနာကဆက်လက်ပြီးတော့အလူမခံတဲ့အကြောင်းကိုပြောကြရေးစကားတွေထားများကြပါရီရှစ်သူလေးကိုဒေါ်ရထွက်စီရဲ့လူတွေကိုလေရှီဗာကရိုင်းဆိုင်တဲ့စကားတွေနဲ့ပြောဆိုခဲ့တာကြောင့်အဲ့ဒီရဲ့နောက်ပိုင်းမှာရှီဗာတယောက်ပျောက်ချင်းမလားပျောက်သွားခဲ့ရပါရီအမှန်တော့ရှီဗာကမင်းမရှာရဲ့လက်ကနေထွက်ပြေးနေရတာဖြစ်ပြီးခေါင်းဆောင်ဆိုတဲ့သူကယောက်ျားမိန်းမမင်းမရှာအားလုံးကိုအရှင်အာဓက်ကိုယ်တိုင်ကဖန်ဆင်းထားတာမလို့လူမျိုးရေးမခွဲခြားတဲ့အကြောင်းရှီဗာကိုစုံမနေခဲ့ပါရင်ရှီဗာကလည်းသူ့ရဲ့စကားလုံးတွေအတွက်တောင်းပန်ခဲ့ပြီးအရှင်အာဓက်ရဲ့အခမ်းအနားပွဲကိုသူကိုယ်တိုင်ပဲတက်ရောက်ခဲ့ပါရင်အင်စပက်တာပါလီတို့ကတော့မင်းမရှာတွေကရှီဗာကိုပြန်ပြီးဆွဲသွားရလို့ထင်လွဲနေခဲ့ပြီးဒီရဲ့အကြောင်းကိုလည်းနာဂါမကိုပြောပြနေခဲ့ပါရင်အာရီကတော့လူအများကြားကတောက်ပနေတဲ့မီနာလီရဲ့အလားတရားကိုငေးကြည့်နေရင်သူ့ရဲ့အတွက်အိမ်နောက်ဘက်တယောက်ရပြီလို့တွေးနေခဲ့ပါရင်တစ်ဖက်ကအရှင်အာဓက်ရဲ့ပွဲကိုတက်ရောက်နေတဲ့ရှီဗာကတော့သူ့ရဲ့အမားတွေအတွက်တင်းလျော်တဲ့အဖြစ်တစ်ခုကိုရှာမှတ်ပေးဖို့အတွက်မျှော်လင့်ထားပေမယ့်ပွဲရဲ့ဒလိအရာရှီဗာတယောက်ကားခုံတာကိုပဲမြင်ချင်တဲ့အကြောင်းခေါင်းဆောင်ကပြောပြခဲ့ပါရီရှီဗာကနေမြေနှစ်ခုကျော်လောက်ကိုဖျက်သွားခဲ့ရပြီးမိမရှာတွေနဲ့တွေးဆုံခဲ့တဲ့အပြင်မိမရှာအယောက်20အတွက်အလောက်ကိုင်အခွင့်အလမ်းတွေပေးရခဲ့ပါရီအလောက်ဌာနကိုရှီဗာတယောက်ပြန်ရောက်လာပြီးရဲ့နောက်မိမရှာတွေကိုခွဲခြားပြီးတော့မဆက်ဆံတဲ့အကြောင်းနဲ့အတူသူကြုံတွေ့လာရတဲ့ဟာတွေကိုပြောပြနေခဲ့ပါရီအားလုံးကလေရှီဗာရဲ့စိတ်တဘောထားကိုတဘောကြနေရဲ့အပြင်ရှီဗာနဲ့မီနာတို့ကိုလက်ထက်ထိမ်းမြပေးဖို့အတွက်နာဂါမာကစီစဉ်ပေးခဲ့ပါရီမီနာကိုတဘောကြနေရဲ့အာဒီကတော့အပိုင်တစ်နဲ့ဇက်သိမ်းသွားရလို့မင်္ဂလာကိစ္စကိုတဘောမကြပဲဖြစ်နေပါရီရှီဗာရဲ့လောက်ရကြောင့်လူတွေအားလုံးကမင်းမရှာတွေအပေါ်ထင်မြင်ထားတဲ့အရာအားလုံးပြောင်းလဲလာခဲ့ပြီးလုပ်ငန်းခွင်တစ်ခုလုံးလေးစီစီလုံးလုံးနဲ့ပျော်ရွှင်စရာကောင်းနေခဲ့ပါရီမကြခင်မှာမီနာနဲ့ရှီဗာတို့ကပျော်ရွှင်ပွဲကောင်းတဲ့မင်္ဂလာပွဲတစ်ခုကိုကျင်းပခဲ့ကြပြီးပြီးပြည့်စုံတဲ့လူနှစ်ယောက်ရဲ့လက်ထပ်ပွဲကအားလုံးအတွက်အားကျစရာအတိဖြစ်ခဲ့ပါရင်ဒီရက်ထဲမှာအားမချနိုင်တဲ့လူကတော့ရှီဗာကိုတစ်ဖက်တည်းရှေ့ရတဲ့သူမာနီပဲဖြစ်ပါရင်ဒါပေမဲ့လည်းမာနီကရှီဗာအနေနဲ့နောက်တစ်ခါထပ်ပြီးတော့အိမ်အောင်ပြုတ်ဖို့စဉ်းစားရင်သူမကိုလက်ထပ်ရမယ်လို့ကတိစကားတောင်းနေခဲ့ပါရင်ရှီဗာကတော့သူ့ရဲ့အနေနဲ့မာနီရဲ့ပေါ်ဘယ်တော့မှမျှော်လင့်ချက်မပေးခဲ့ကြောင်းပွင့်ပွင့်လင်းလင်းပဲထပ်ပြီးတော့ညှင်းလွှဲလိုက်ပါရင်ဒီရဲ့ကိစ္စတွေအားလုံးဟာအခုချိန်ထိတော့အေးချမ်းချမ်းနဲ့ပျော်ရွှင်စရာကောင်းနေပြီမင်းအဖက်ဖက်ကစိတ်တဘောထားပြေးဝနေတဲ့လွတ်တော်အမတ်နာဂါမာတယောက်နတ်ဆိုတယောက်ဖြစ်လာရမယ့်အချိန်ကိုရောက်ရှိလာခဲ့ပြီပဲဖြစ်ပါရင်ဒီရဲ့ကိစ္စတွေဖြစ်လာစီရဲ့အကြောင်းကတော့မိုးရီတဲထဲစွာရွာနေတဲ့ညတညမှာအမတ်နာဂါမာတယောက်ပါလီတို့ရဲ့စကန်ကိုရောက်လာခဲ့ပါရီဒီရဲ့အခါပါလီတို့ကတပြားတလဲနဲ့ထွက်ပြီးတော့ကြိုပြီးရဲ့နောက်သူ့ရဲ့သားအာဒီယာမီနာကိုလိုချင်တဲ့အကြောင်းသူ့စီမှာတောင်းဆိုခဲ့တာကြောင့်သူလည်းဒေါရဒီကြီးနဲ့အော်ငေါလွတ်လိုက်ပါရီအဲ့ဒီနေကစားလို့အာဒီတယောက်ပျောက်ဆုံးသွားခဲ့ရပြီးဒီရဲ့ကိစ္စတွေကိုဒါရှီဗာတိသွားရဲ့မလွယ်တာမလို့ဖုံးကွယ်ပေးတာဖို့အတွက်လာရောက်ပြီးတော့တောင်းဆိုတာဖြစ်ပါရီနာဂါမာပြန်သွားပြီးရဲ့နောက်ပါလီစီယိုစီယုံမှာလူနာတယောက်တရားအပြင်းထန်နဲ့ရောက်ရှိနေတဲ့အကြောင်းသတင်းပေးခဲ့ပါရီထိုရဲ့လူနာကမာနီဖြစ်ပြီးသူမဒီလိုဖြစ်နေရတာရှီဗာကတည်သွားရင်ရွာတစ်ခုလုံးလောင်ကျွမ်းသွားနိုင်တာကြောင့်တရခန့်ဘယ်သူလဲလို့ပါလီတို့ကမေးမြန်းနေခဲ့ပါရီဒီရဲ့အခါမာနီကတရခန့်အမတ်နာဂါမာရဲ့သားအာဒီဖြစ်တဲ့အပြင်ဒါရီအားလုံးကိုလည်းရှီဗာတယောက်ကတိရှိသွားပြီလို့ပြောလိုက်ပါရီဒီရဲ့အခါအင်စပက်တာပါလီကလေမုံမီလောင်မီဆိုတာကိုတိလိုက်ရပြီးရဲ့နောက်ရဲအနေငယ်အကြမှာအမီဖော်လို့မရတဲ့အလောင်းတစ်ခုကိုထပ်ပြီးတော့တွေးရှိခဲ့ပါရီအဲ့လိုနဲ့နာဂါမာနဲ့အတူအခင်းဖြစ်ရကိုထွက်လာခဲ့ပါရီ
အယိုးစုတစ်ခုကတော့အမတ်အသားတွေအရဓာတ်မြေဩဇာမကောင်းတာတွေကိုရောင်းနေတဲ့ပီရှူဆိုတာကိုနာဂါမာတယောက်တည်သွားခဲ့ပါသည်ပီရှူကိုစုံမဖို့အတွက်ရှီဖာကိုစေခိုင်းခဲ့ပြီးမြရွာကိုမကောင်းတာလုပ်ရင်ရလာနိုင်တဲ့အကျိုးဆက်ကသိချင်းပဲရှိရဆိုပြီးပီရှူကိုအတိတ်သက်ခဲ့တာဖြစ်ပါသည်နောက်ထပ်ရုပ်အလောင်းတစ်ခုကတော့လေမင်းကဆွဲကြိုးအရရွေးကောက်ပွဲအပြီးမှာပျောက်ဆုံးသွားတဲ့မာလာယာရဲ့အလောင်းဖြစ်တဲ့အကြောင်းနာဂါမာတယောက်တီးလိုက်ရပါသည်နာဂါမာကအဲ့ဒီအချိန်တုန်းကနိုင်ငံရေးအတွေ့အကြုံမရှိသေးတဲ့သူတစ်ယောက်ဖြစ်ပြီးမြရွာရဲ့အကျိုးအတွက်ရွေးကောက်ပွဲမှာနှစ်30ကျော်အတွေ့အကြုံရှိတဲ့မာလာယာနဲ့ရှင်ပြိုင်မှုအတွက်ရွေးချယ်ခဲ့ပါသည်သူ့ရဲ့အနေနဲ့နိုင်ရဖို့မျှော်လင့်ချက်မရှိပေမဲ့ရွေးကောက်ပွဲအပြေထွက်လာတဲ့နေ့မှာတော့သူကအနိုင်ရရှိသွားကြောင်းဇနီးဖြစ်သူကဝန်ပန်းတက်တာနဲ့လာပြီးတော့ပြောခဲ့ပါသည်ရွာသူရွာသားတွေအားလုံးကလည်းနာဂါမာအတွက်ဂုဏ်ပြုပေးနေကြရင်ရှီဖာကိုမတွေ့ရကြောင်းတာဖြစ်သူအာဒီကိုတွားပြီးတော့ခေါ်ခိုင်းလိုက်ပါသည်အမှန်တော့ဒီရဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်နေတဲ့မာလာယာတယောက်ပျောက်ဆုံးသွားလို့နာဂါမာကအနိုင်ရရှိခဲ့တာဖြစ်ပါသည်ဒီရဲ့ကိစ္စတွေရဲ့နောက်ွယ်ရတရခန့်ရှီဖာဖြစ်ပြီးနာဂါမာကိုတားဆီးရဲ့လူတိုင်းကိုတက်ပြစ်နေခဲ့တာဖြစ်ပါသည်ရှီဖာတယောက်မာလာယာကိုမြင်မြုပ်နေတဲ့မြင်ကွင်းကိုလေအာဒီကမြင်လိုက်ရပြီးနာဂါမာကတော့ဒီရဲ့ကိစ္စကိုဖုံးကွယ်ထားမိရဲ့အကြောင်းပါဠိကိုပြောပြနေခဲ့ပါသည်ဒီလိုရွာအတွက်ဆိုရင်ရှီဖာကဘာမဆိုလုပ်ပေးနိုင်တဲ့လူတယောက်မလို့အခုလိုတားဖြစ်သူရဲ့မိုင်မဲတဲ့ကိစ္စမှာလေရှီဖာကအာဒီကိုအရှိမထားကြောင်းနာဂါမာတယောက်သတိထားမိရမလို့ရှီဖာကိုဒီရဲ့ဖျားကြောင်းထဲမှာသူကိုယ်တိုင်ဖမ်းခေါ်ထားခဲ့တာလေဖြစ်ပါသည်ရှီဖာကတော့တားတယောက်ကြောင့်စိတ်သက်တွေပြတ်သွားတဲ့နာဂါမာကိုအရန်ရွှန်ရှာမိရဲ့အကြောင်းပြောနေခဲ့ပြီးနာဂါမာကတော့သူ့ရဲ့သားလေးကိုတော့အသက်ရှင်သာပေးဖို့အတွက်တောင်းပန်နေခဲ့ပါသည်ရှီဖာကလေနာဂါမာသားရွာရဲ့အကျိုးအတွက်အလုံးလုံးနေရင်သူ့ရဲ့အနေနဲ့အမြဲလိုကာကွယ်ပေးနေမှာဖြစ်ကြောင်းပြောနေရင်သူ့ကိုလွတ်ပေးဖို့အတွက်ပြောလိုက်ပါသည်ရှီဖာတယောက်အဖမ်းခံရတဲ့နေ့မတိုင်ခင်အချိန်ကအာဒီတယောက်ရှီဖာကိုလာပြီးတော့ရှာတာဆိုတဲ့အကြောင်းပြချက်နဲ့အတူမီနာရဲ့အိမ်ကိုထွက်လာခဲ့ပါသည်မီနာကလည်းတလီတစားနဲ့ကြိုဆိုခဲ့ပြီးအာဒီကိုကော်ဖီတောက်ဖို့အတွက်ဇိုးအသင်းဖိတ်ခေါ်ခဲ့ပါသည်မီနာကိုမြင်တာနဲ့အရှိစိတ်တွေပြန်လဲနိုးကြွလာတဲ့အာဒီကတော့မီနာကိုရှင်းနေမိရဲ့အကြောင်းဖွင့်ပြလိုက်တာမလို့မောင်းထုတ်ခံလိုက်ရပါသည်အာဒီတယောက်အငင်းခံလိုက်ရလို့ဒေါရထွက်သွားပြီးရဲ့နောက်ရှီဖာလိုလူကိုသူ့ရဲ့အနေနဲ့တစ်သက်လုံးပြင်မလာနိုင်အောင်လုပ်နိုင်တဲ့အကြောင်းမီနာကိုပြောရင်းနဲ့ထွက်သွားလိုက်ပါသည်ဒါကြောင့်မီနာအတော်လေးကိုဝမ်းနဲ့သွားခဲ့ရပြီးဒီရဲ့အကြောင်းတွေအားလုံးကိုလည်းပါဠိစီမှာပြောပြနေခဲ့ပါသည်နာဂါမာကလည်းတာဖြစ်သူကိုမိခင်ရဲ့လက်နဲ့အရှာအမျိုးသမီးလက်ကမကွာရှားတဲ့အကြောင်းနဲ့အတူဒါရီအားလုံးသာရှီဖာတီးသွားရင်ရွာကမိုးမီလောက်မှာဖြစ်တဲ့အကြောင်းရှင်းပြနေရင်းနဲ့အာဒီကိုမောင်းထုတ်ခဲ့ပါသည်ခဏအကြာမှလည်းတာဖြစ်သူဒုက္ခမရောက်ဖို့အရေးရှီဖာကိုရှင်းပြဖို့အတွက်အင်စပက်တာပါလီကိုအမိန့်ပေးနေခဲ့ပါသည်တစ်ဖက်ကအာဒီကတော့မာလာယာကိုတက်ခဲ့တဲ့လူကရှီဖာဖြစ်တဲ့အကြောင်းနဲ့အတူမီနာလီကိုတော့သူ့ရဲ့အနေနဲ့အမှန်တကယ်ရှင်းပြနိုးမိရဲ့အကြောင်းဗီရာကိုပြောပြနေခဲ့ပါသည်ဗီရာကလည်းရှင်းနေရုံနဲ့မပြီးသေးဘူးထုတ်ပြဖို့လိုရဲဆိုပြီးတော့ပြောလိုက်လို့အာဒီလည်းမီနာရဲ့အိမ်ကိုထပ်ပြီးတော့ထွက်လာခဲ့ပါသည်မီနာတယောက်အာဒီကိုမြင်မြင်ချင်းအိမ်ထဲကိုဝင်ပြေးသွားခဲ့ပြီးနောက်ကလိုက်လာတဲ့အာဒီကိုတော့ရှီဖာရဲ့တငယ်ချင်းမင်းမချအဖွဲ့အစည်းကစောင့်ကန်လွှတ်လိုက်ပါသည်ဒီရဲ့ကိစ္စတွေကြောင့်သူဟာအမတ်တယောက်ရဲ့သားဖြစ်လို့သူလုံးနိုင်တာတွေကိုလှုပ်ပြမယ်ဆိုပြီးတော့ပြန်လဲထွက်သွားလိုက်ပါသည်မင်းနာကတော့အတော်လေးဝမ်းနေနေခဲ့ပြီးခီးထွက်သွားတဲ့ရှီဖာကိုလည်းအမြဲဆုံးပြန်လာဖို့အတွက်စောင့်မျှော်နေခဲ့ပါသည်ဗီရာကလည်းအကိုဖြစ်သူကိုသူတို့ရဲ့ဖခင်ကိုတက်လိုက်တဲ့သူဟာရှီဖာဖြစ်တဲ့အကြောင်းကိုပြောလိုက်ရင်အာဒီနဲ့အတူပူပေါင်းကမီနာရဲ့နောက်ကိုလိုက်သွားခဲ့ပါသည်မီနာနဲ့မေမရှာတို့လုံခြုံတဲ့နေရာတစ်ခုကိုသွားနေရင်းနဲ့အာဒီတို့လူမိုက်တွေနဲ့တွေ့ဆုံခဲ့ပါသည်မေမရှာတွေကကိုခံပညာတွေတက်မြောက်ထားတဲ့သူတွေမလို့တိုက်ခိုက်လာတဲ့လူတိုင်းကိုအတက်နိုင်ဆုံးခုခံခဲ့ကြပါသည်ဒါပေမဲ့အင်အားတွေကမမျှတာမလို့အရင်နှိမ့်မှမှန်တည်နေတဲ့မေမရှာတွေကလေမီနာကိုအရင်ဆုံးထွက်ပြေးခိုင်းကနောက်ကနေစောင့်ရှောက်ပေးဖို့အတွက်လေအဖွဲ့ခွဲပြီးတော့လိုက်သွားခဲ့ကြပါသည်ပြေးလွှားထွက်သွားတဲ့မီနာကိုတော့မာနီတယောက်ကလှမ်းပြီးတော့မြင်လိုက်ရပြီးလူစိုးတွေကိုကောက်ွယ်ပြီးတော့တိုက်ခိုက်ပေးခဲ့ပါသည်ဒါပေမဲ့အများနဲ့တယောက်အပြင်မိမသားတယောက်ဖြစ်နေရမလို့အာဒီရဲ့တပည့်ဖြစ်သူရဲ့ဓာတ်ချက်နဲ့ပဲသတိမိတ်သွားခဲ့ပါသည်ဒီရဲ့မြင်ကွင်းကိုမြင်လိုက်ရတဲ့သူကလေမျိုးကပြန်လာတဲ့ရှီဖာကိုအပြေးအလွှားပြောပြခဲ့ပြီးရှီဖာတယောက်ရောက်လာတဲ့အခါမှာတော့မြောင်းနေကြနေတဲ့မာနီကိုတွေ့လိုက်ရပါသည်အာဒီကလေမင်းမချခေါင်းဆောင်တယောက်နဲ့တိုက်ခိုက်နေခဲ့ပြီးကြောက်တုံးစာမိသွားလို့သတိမိတ်သွားခဲ့ပါသည်ရှီဖာကတော့မီနာတို့ရဲ့နောက်ကိုလိုက်နေတဲ့လူတွေကိုတယောက်ရှင်းစီတက်ဖြတ်နေရင်းနဲ့မီနာကိုကယ်ဖို့အတွက်စူးစမ်းနေခဲ့ပါသည်မီနာကိုတော့မင်းမချတွေကအသက်ပေးရင်းနဲ့ဘေးကင်းစွာနဲ့ကယ်တင်ပေးနိုင်ပေမယ့်အရှင်အာဒက်ကိုကိုးကွယ်သူတွေရဲ့ခေါင်းဆောင်အကြီးဆုံးကတော့မီနာတို့ရဲ့ကားဘေးမှာပဲအသက်ဆုံးရှုံးသွားခဲ့ရပါသည်ရှီဖာနဲ့အာရီရဲ့လူတွေတိုက်ခိုက်နေတော့အမတ်နာဂါမာကရောက်ရှိလာပြီးသူ့ရဲ့သားကိုခွင့်လွှတ်ပေးဖို့အတွက်တောင်းပန်နေခဲ့ပါသည်ဒီရဲ့ကိစ္စကိုရှီဖာလက်မခံတဲ့အခါမှာတော့အမတ်ရဲ့တပည့်တွေကရှီဖာကိုဝိုင်းရိုက်ကြပြီးဖះเจ้าထဲမှာဖမ်းရှုပ်ထားခဲ့ပါသည်တစ်ဖက်ကအာဒီနဲ့တိုက်ခိုက်ခဲ့တဲ့မင်းမရှာကတော့သတိမင်းနေရဲ့အာဒီကိုအပင်မှာကျူးဆွဲကဒဏ်ရာရဲ့ဂျားတွေကနေအသက်နိုင်ဆုံးအသက်ရှူနေခဲ့ပါသည်အဲ့ဒီအချိန်မှာနာဂါမာတို့ကရောက်ရှိလာပြီးမင်းမရှာကိုတာသမီစောနဲ့တက်လိုက်ရပြီမိအတိတ်ကတာယာအေးရှင်းမှုကောင်းတဲ့သူတို့ရဲ့ဘဝလေးကိုပြန်လည်ပြီးတော့မြေအောင်ကနောင်နာတွေယာနေခဲ့ပါသည်ဒီလိုကိစ္စတွေဖြစ်လာတာကြောင့်ရွာသူရွာသားတွေရဲ့အရှိမမျက်နှာမပြောင်းဝဲတော့တာကြောင့်ရွာကနေအပီးတိုင်ထွက်သွားခဲ့ပါသည်မင်းမချတွေရဲ့ခေါင်းဆောင်နဲ့ညီကတော့ရှီဖာကိုလာရောက်ပြီးတော့ကေဆယ်ခဲ့ပြီးရဲ့နောက်စီယုံတန်နီရဲ့မာနီကိုလည်းတွားရောက်ပြီးတော့တွေ့ဆုံခဲ့ပါသည်မာနီကတော့ရှီဖာရဲ့မျက်နှာကိုမြင်မြင်ရှင်းမဲ့သူမအနေနဲ့နောက်ဆုံးထွက်တဲ့အထိရှင်းနေသေးရဲ့ဆိုတဲ့အကြည့်တွေနဲ့ကြည်နေရင်